သူမထွက်သွားပြီးတဲ့နောက်မှာ CEO ရဲ့နေရက်တွေဟာရှုပ်ထွေးမှုတွေနဲ့စတင်လာပါတယ်။သူ့လက်ထောက်ကဒရိုက်တာအသစ်ကြောင့်နောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုကိုဖြစ်ပေါ်စေခဲ့တယ်လို့သတင်းပို့ပါတယ်။သူချစ်သူဒရိုက်တာအသစ်ဟာပေးချေမှုတစ်ခုမှာသူမြတလုံးပိုးထည့်မိတာကြောင့် CEO စိတ်တွေရှုပ်နေခဲ့တယ်။လက်ထောက်ဟာအရင်ဒရိုက်တာရဲ့ကောင်းတဲ့အချက်တွေကိုပြန်ပြောပြပါတယ်။ဒီ project ကကုမ္ပဏီကိုတပြားတစ်ချက်မှမဆုံးရှုံးစေရဘူးလို့သူမကတိပေးခဲ့တဲ့အကြောင်းကိုသူပြန်သတိရစေခဲ့တဲ့အမှန်တော့သူမဟာပဲ project တွေကအန္တရာယ်များတယ်ဆိုတာတငယ်ချင်းဖြစ်သူကိုသတိပေးခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကရှေ့ဆက်သွားစီပြီးအန်ဒီရများတဲ့ project နှစ်ခုကိုသူ့နောက်ွယ်မှာလွတ်လပ်စွာလက်မှတ်ရေးထိုးခဲ့ပါတယ်။သူမအတွက်အဓိကသဘောတူညီချက်နှစ်ခုကိုရရှိထားတယ်လို့ဂုဏ်ယူစွာယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့သူမမသိတာက CEO ရဲ့ဒေါသကိုရင်ဆိုင်ရတော့မှာပါ။သူဟာဒေါသထွက်ပြီးအစီရင်ခံစာကိုပြစ်ချလိုက်ပါတယ်။ CEO ဟာအရင်သူမလောက်ဆဲပုံတစ်ပုံတောင်မကောင်းဘူးလို့ချစ်သူရဲ့လက်ထောက်ကိုအော်ဟစ်ပါတယ်။သူရေးစားရဲ့အမှားတွေရှိနေပေမဲ့လည်းသူရေးစားကိုချစ်တယ်လို့သူ့ကိုယ်သူယုံကြည်အောင်ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့လက်ထောက်ကပါဆယ်တစ်ထုံးနဲ့ရောက်လာပါတယ်။အဲ့ဒါတွေကအရင်ဒရိုက်တာအမျိုးသမီးစီကပါသူ့ချစ်သူကမယူလို့သူပေးခဲ့တဲ့လက်ဆောင်တွေကိုလုံးဝမထိပဲပြန်ပေးခဲ့မှန်းသိလိုက်ရတယ်။သူမကိုဖုန်းဆက်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့ဖုန်းနံပါတ်ကမတုံးတော့ဘူး။သူ့ကိုမပြောဘဲဖုန်းနံပါတ်ပြောင်းလိုက်လို့ဒေါသထွက်နေတဲ့တစ်ချိန်တည်းမှာပဲသူ့လက်ရှိရေးစားကသူမတယောက်တည်းကိုပဲလက်ထပ်မယ်လို့ WeChat မှာကြွားလုံးထုတ်ပြီးတင်လိုက်တယ်။ CEO ကသူမနေတဲ့အိမ်သွားပြီးတကားကိုကြဲကြဲခောက်လိုက်တယ်။အဲ့ဒီအချိန်မှာအိမ်ကြီးတယောက်ကလာပြီးသူမအတော်ကြာကလေးကပြောင်းရွှေ့သွားပြီလို့ပြောပြတယ်။အရင်ကသူမကသူပေးခဲ့ဘူးတဲ့ငွေတိုင်းကိုပြန်ဆက်ဖို့ဘဏ်ကတ်တစ်ခုပေးခဲ့တယ်။သူမဒါကိုအစကတည်းကစီစဉ်ထားတာကိုသဘောပေါက်ပြီးသူ့လူတွေကိုဘာပဲဖြစ်ဖြစ်သူမကိုရအောင်ရှာဖို့အမိန့်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲ CEO ရဲ့တငယ်ချင်းကသူမမင်္ဂလာပွဲအတွက်ဂုဏ်ပြုဖို့ဖုန်းဆက်လာတဲ့သူမလက်ထက်မဲ့မျိုးသားဟာအထက်ကတိတ်ကျဲဘီလီယံနာတယောက်ဆိုတာသိလိုက်ရတော့သူစွန့်သွားတယ်။သူမ CEO နာကျင်စရာအမှတ်တရတစ်ခုကိုပြန်သတိရသွားတယ်။ CEO ဟာသူ့ချစ်သူတန်တရားကင်းအောင်သူမကိုရေးစားရှာဖို့တခါကသူမကိုတောင်းဆိုခဲ့ဘူးတဲ့9နှစ်လုံးသူမကသူ့အမိန့်တိုင်းကိုဘယ်တော့မှငင်းဆန်ခဲ့တာမဟုတ်ဘူးဆိုတာသူသဘောပေါက်လာတယ်။အခုတော့သူမရဲ့နာခံမှုကသူ့ကိုနာကျင်စေနေပြီလားလို့သူတွေးမိတယ်။အိမ်ပြန်ရောက်တော့သူ့ကိုမမေးပဲသူတို့ရဲ့မင်္ဂလာပွဲကိုချစ်သူဖြစ်သူကWeChatမှာကြေညာလိုက်တာကြောင့်သူ့ရေးစားကို post ဖြတ်ဖို့အမိန့်ပေးလိုက်တယ်။သူ့ကိုအတင်းကျပ်လုပ်ပြီးဒီလိုကလေးဆန်တဲ့လှည့်ကွက်တွေနဲ့ဘယ်တော့မှမကစားတဲ့တခြားမျိုးသမီးတစ်ယောက်အကြောင်းသူတွေးမိတယ်။တငယ်ချင်းဖြစ်သူထွက်သွားပြီးနောက်မှာသူ့ချစ်သူ CEO နဲ့ဆက်ဆံရေးဟာဝေးကွာသွားသလိုခံစားရတယ်လို့သူမကပြောပါတယ်။ထိုအချိန်မှာသူမကအရန်အောင်မြင်နေတယ်။သူမရဲ့ကုမ္ပဏီအသစ်မှာသူမဟာတိတ်တော်တဲ့ဒရိုက်တာအသစ်တစ်ယောက်ဖြစ်ဂုဏ်ပြုခံရတယ်။သူမရဲ့ CEO အသစ်ကသူမရဲ့အရေးချင်းကြောင့်ကုမ္ပဏီဟာလုပ်ငန်းနယ်ပယ်မှာဦးဆောင်သူအသစ်ဖြစ်လာလိမ့်မယ်လို့သူကကြေညာတယ်။သူမရဲ့လုပ်ဖော်ကိုင်ဘက်တွေကတခုတတိထားမိကြတယ်။ CEO အသစ်ကသူမကိုအထူးဂရုစိုက်ပြီးအဆက်မပြတ်စိုက်ကြည့်နေတယ်။ CEO ကဝန်ခံတယ်။လွန်ခဲ့တဲ့နှစ်တွေကစာကြည့်လိုက်ကစားအုပ်ထဲမှာတွေ့ခဲ့တဲ့သူမရဲ့ဓာတ်ပုံတစ်ပုံကိုပြတယ်။ကောလိပ်တက်ကလေးကအဝေးကနေသူမကိုတစ်ဖက်ဆက်ချစ်နေခဲ့တယ်လို့ဝန်ခံတယ်။သူမရဲ့အခက်အခဲတွေကိုသူမြင်ပေမဲ့ချင်းကပ်ဖို့ရှက်ခဲ့တယ်။သူမပိုခက်ခဲတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ရင်အရင် CEO ရဲ့ပျော်တော်ဆက်ဖြစ်ခဲ့ရတာတောင်သူသိတယ်။အရင်အလုပ်ရှင်ကိုမမေ့နိုင်ဘူးဆိုတာနားလည်ပေမဲ့သူ့ကိုအခုအဲနေရာမှာအစားထိုးပေးဖို့ကန့်လန့်ခဲ့တယ်။သူမသူ့ကိုညှင်းပယ်ခဲ့တယ်။သူမရဲ့အတိတ်ကိုတီးပြီးသွားပြီဆိုတော့အစားထိုးဖို့မလိုအပ်ဘူးလို့သူမကပြောပါတယ်။သူမကသူ့ရဲ့ဂရုစိုက်မှုတွေကိုပါမှတ်မိနေတယ်။ဟုတ်တယ်တယောက်ကသူမကိုအရက်တောက်ဖို့ဖိအားပေးတယ်။ဒါပေမဲ့ CEO အသစ်ကသူမကိုကာကွယ်ပေးတယ်။သူမရဲ့အတိတ်ကသူ့အတွက်အရေးမကြီးဘူးလို့သူပြောတယ်။နောက်သူနဲ့အတူနေဖို့သဘောတူလိုက်တယ်။သူမကဲတင်ချင်းလိုအပ်လို့မဟုတ်ပဲဒီလူမျိုးကသူ့အတွက်လူရွေးမှန်စေမဲ့ရွေးချယ်ရမယ့်သူဖြစ်နေလို့ပဲလုပ်ပေါ်ကိုင်ဘက်အသစ်တွေသူတို့အတွဲကိုကြည့်ပြီးအရန်စိတ်လှုပ်ရှားနေကြတယ်။ကုမ္ပဏီလဲကသူမရောက်ပြီးနောက်မှအာမြင့်ကိုပဲရောက်ဖို့ရှိတယ်။ဝန်ထမ်းကောင်မလေးကသူမရဲ့ WeChat မှာဒရိုက်တာတစ်အရန်တော်ကြောင့်ကြွားဝါဖို့တင်ခဲ့ပါတယ်။သူမဟာဒေါ်ဝါလီခံလူနီးပါးကုမ္ပဏီကိုတောင်အမြင့်ဆုံးရောက်အောင်စွမ်းဆောင်နိုင်တယ်။ထိုဝန်ထမ်းရဲ့ post ကိုအရင် CEO ရဲ့လက်ထောက်ကမြင်တွေ့ခဲ့တယ်။အဲ့ဒီချိန်မှာ CEO ဟာလက်ရှိမှာသူ့အဖေကစီမံကိန်းဒရိုက်တာကိုယာဒူးကနေထုတ်ပယ်လိုက်ပါပြီ။သူ့ရဲ့လက်ရှိရေးစားဟာလုံးဝအသုံးမဝင်ဘူးလို့လည်းပြောပါတယ်။သူမကင်တွယ်တဲ့စီမံကိန်းတိုင်းကြောင့်တန်းရာပေါင်းများစွာဆုံးယုံရလိမ့်မယ်ဖို့ဖခင်ကဖွင့်ဟခဲ့တယ်။ဒီကိစ္စနဲ့ရင်ဆိုင်ရတဲ့အခါရေးစားအသစ်ကသူမရဲ့အတွေ့အကြုံမရှိမှုကြောင့်လို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဖခင်ကသူညတလုံးပို့ပြီးမှားယွင်းတွက်ချက်မိတဲ့အတိတ်ကအမှားတစ်ခုကကုမ္ပဏီတွေဝါလီခံရနိုင်တဲ့တောင်ပြောခဲ့ပါတယ်။ဒါကိုကြတော့ CEO ကဆုံးရှုံးမှုအားလုံးကိုကိုယ်တိုင်ထောင်ချခံမယ်လို့ပြောဆိုပြီးသူမကိုကာကွယ်ဖို့ကြိုးစားပါတယ်။အဲ့ဒီအစားသူ့အဖေကနောက်ဆုံးရွေးချယ်မှုတစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီမျိုးသမီးကိုဖယ်ရှားပစ်မလားအမွေဆက်ခံမှုကိုဆုံးရှုံးမလားအဖေကသူဟာတူးလေးတော့တာမဟုတ်ဘူးမကောင်းရင်နောက်သားတစ်ယောက်စားထိုးမယ်တတိပေးခဲ့တယ်။သူ့ဖေထွက်သွားပြီးနောက် CEO ကသူ့ရဲ့ရေးစားကိုထွက်သွားဖို့អော်လိုက်တယ်။အဲ့ဒီအချိန်မှာလက်ထောက်က WeChat မှာတင်ထားတဲ့ဓာတ်ပုံတွေကိုပြလိုက်တော့သူမရဲ့ဖုန်းနံပါတ်ကိုနောက်ဆုံးတွေ့သွားတယ်။သူကချက်ချင်းပဲသူမကိုတောင်းပန်ဖို့မဟုတ်ပဲအရာအားလုံးကိုကူညီဖို့ကုမ္ပဏီကိုပြန်လာခဲ့ဖို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့သူမကသူတို့ပြီးသွားပြီးနောက်တစ်ခါဘယ်တော့မှမဆက်သွယ်ဖို့ခက်ပြက်ပြောလိုက်တဲ့သူမရဲ့ညှင်းပယ်မှုကသူ့ရဲ့မာနကိုဖျက်ဆီးပစ်လိုက်တယ်။သူမဟာသူ့ရဲ့အမိန့်ကိုမလွန်ဆန်နိုင်ခဲ့တဲ့သူပါခုစကားကြောင့်ဒေါသတကြီးသူ့ရဲ့လက်ထောက်ကိုသူမရဲ့လက်ရှိယာရုကိုစုံစမ်းဖို့အမိန့်ပေးလိုက်တယ်နောက်တစ်ချက်ကလက်ထောက်ကိုသူ့ရေးစားကိုချက်ချင်းအလုပ်ကနေထုတ်လိုက်ဖို့အမိန့်ပေးလိုက်တယ်သူကသူ့တငယ်ချင်းတွေနဲ့ပါတီတစ်ခုကိုသွားခဲ့ပေမဲ့တယောက်တည်းအရက်တောက်ပြီးဝမ်းနေပူဆွေးနေခဲ့တယ်သူ့တငယ်ချင်းကမင်းရေးစားကမင်းကိုစိတ်နှောင့်ယှက်ဖြစ်စေနေတာလားလို့ပြောတယ်ပြီးတော့အလုပ်ထုတ်လိုက်တဲ့မင်းကလေးကိုမင်းချစ်မိသွားတာမလားလို့ပြောတော့တည့်ရက်သူ့ရေးစားကသူမကခွင့်လွှတ်ပေးဖို့တောင်းပန်ပြီးသူမအမားတွေအများကြီးလုပ်ခဲ့မိတယ်ဆိုတာသိတယ်လို့ပြောပါတယ်ပြီးတော့ကောင်မလေးကသူ့ကိုအတူတူနေပေးဖို့ကမ်းလှမ်းပါတယ်ဒါပေမဲ့သူမရဲ့လုပ်ရက်တွေကြောင့်သူဆက်ဆုပ်ယွန်ရှာနေပါတယ်ဒီလိုညစ်ပတ်ပြီးဈေးပေါ်တဲ့နီးလန်းတွေကိုသူမဘယ်တော့မှတင်ယူခဲ့လဲလို့သူမေးပါတယ်ဒါကြောင့်သူမကမေးလိုက်တယ်ကျမကိုချစ်ရဲ့လားအဲ့ဒီအချိန်မှာပဲသူ့ကိုသူဝန်ခံလိုက်ပါတယ်ငါမင်းရဲ့တငယ်ချင်းကိုချစ်နေတယ်လို့သူပြောလိုက်တယ်